ဗီဒီယိုတောင်းတဲ့အခါမှာ logo အမြဲတမ်းပါနေတဲ့တူတွေရှိလားပေါ့နော်ဘယ်လိုရှိတယ်ဆိုရင်ကျွန်တော်ဒီနေ့logo မပါအောင်တောင်းတဲ့နီးလာပြီးတင်ပေးမှာပေါ့နော်ဟုတ်ပြီအရင်ဆုံးအနေနဲ့ကျွန်တော် TikTok ထဲကိုဝင်လိုက်နော် Okay TikTok လိုက်ပြီးတော့ပြီဆိုတာနဲ့ကျွန်တော်ဒီမှာဒီအောက်မှာ share ဆိုတဲ့အများလေးကိုနှိပ်လိုက်ပါပြီးရင် copy လေးယူလိုက်နော်ဒီမှာ copy လေးယူလိုက်ပါ Okay ပြီးရင်ထွက်လိုက်အားလုံး Telegram သုံးတယ်မလား Telegram သုံးတယ်ဆိုရင်ကျွန်တော် Telegram ထဲကိုဝင်လိုက်ပါမရှိတဲ့သူကတော့ Telegram ဖွင့်လိုက်ပါနော်ရှိတဲ့သူကျွန်တော်တို့ဝင်လိုက်နော် Okay အဲ့လိုဝင်ပြီးတော့ပြီဆိုရင်ကျွန်တော်တို့ဒီမှာဒီခဏလေးစောင့်ပေးနော် line မကောင်းကျွန်တော်တို့ search bar မှာပေါ့နော်ဒီမှာဒီ search bar မှာအဲ့ဒီနေရာမှာဆိုရင်ကျွန်တော်တို့ TikTok လို့ရိုက်ရှာလိုက်ပါ Okay နော်ဟုတ်ပြီအဲ့လို TikTok ပေါ်လာပြီဆိုရင်ဒီမှာကျွန်တော်တို့အပေါ်ဆုံးမှာ download ပုံစံလေးလားအဲ့ဒီရဲ့ TikTok ဒီ download ဆိုတာလေးကိုချက်နှိပ်လိုက်နော် Okay အဲ့ဒီနေရာမှာကျွန်တော်တို့ခဏကကူးလိုက်တဲ့ copy ကူးလာတဲ့ TikTok ရဲ့ link ကိုဒီနေရာမှာထည့်လိုက်နော်ပြီးရင်ကျွန်တော်ပို့ပေးလိုက်ပါအနေငယ်စောင့်ပေးရပါမယ်ဒီမှာလေးပေါ့နော်ဒီ wine လေးလဲနေတယ်ပေါ့နော်ဒီ wine လဲနေတယ်ဒီ wine ပြီးအောင်ကျွန်တော်တို့စောင့်ပေးလိုက်ပေါ့နော်ကဲဒါဆိုရင်ကျွန်တော်တို့ပြည့်သွားပြီပေါ့နော်ပြည့်သွားပြီဆိုရင်ကျွန်တော်တို့ဒီ TikTok ကိုဒီဗီဒီယိုကိုကျွန်တော်တောင်းမယ်ဆိုရင်ဒါလေးဗီဒီယိုလေးကိုကစ်လေးချက်နှိပ်လိုက်ပြီးသွားပြီဆိုရင်ကျွန်တော်အပေါ်ဆုံးမှာကျွန်တော်တို့ဒီမှာနော်ဒီအဆက်3ဆက်လေးတွေ့လားဒီအဆက်3ဆက်လေးကိုနှိပ်လိုက်ပြီးသွားပြီဆိုရင်ဒီမှာကျွန်တော်တို့အပေါ်ဆုံးမှာစေ့ဆိုတာလေးတွေ့လားအဲ့ဒီရဲ့စေ့လေးကိုကျွန်တော်တို့နှိပ်လိုက်ရုံပဲပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ down သွားပါမယ်နော်ဒီမှာ down ဒီဟာလေးကိုနှိပ်လိုက်ကဲဒါဆိုရင်ပြီးသွားပြီပေါ့နော် Okay ဒါဆိုရင်ကျွန်တော်ချက်ကြည့်လိုက်ပါဒီမှာကျွန်တော်တို့ဗီဒီယို down လိုက်တဲ့ဟာကိုတစ်ချက်ကြည့်လိုက်ပါဒီမှာနော်ဘာ logo မှမပါပါဘူးဗျာတွေ့လားနော်ဘာ logo မှမပါဘူးဒါတွေကတော့တကယ်ပေါ့နော်မိုက်ပါတယ် software လည်းမလိုဘူးပေါ့နော်ဘာ software မှမလိုပါဘူးအရင်မိုက်ပါတယ် Okay ပါအားလုံးဒီနေ့လေးအားလုံးတည်သွားပြီဆိုတော့ပေါ့နော်အားလုံးဆင်ပြေကြပါစေနောက်ဗီဒီယိုမှာဆုံကြမယ်နော်